စကားစုငါစုကိုပိုးလို့ဘယ်လိုပြောရမှာလဲအားလုံးပဲမင်္ဂလာပါပိုးလန်ကွေးစာမျက်နှာကနေကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်အခုတငယ်ချင်းတယောက်မေးထားတော့စကားစုတချို့လေးတွေကိုကျွန်တော်ပြန်ပြီးတော့မှမျှဝေပေးသွားပါမယ်မေးထားတဲ့စကားစုတွေကတေချာနာထောင်စကားမများနဲ့ရံမဖြစ်နဲ့ဇယာမစကားနာထောင်စာကြိုးစားပါဒီစကားစုလေးတွေကိုပိုးလို့ဘယ်လိုပြောမလဲဆိုတာကျွန်တော်တင်ပြပေးပါမယ်တေချာနာထောင်ဆိုတာကနာကျင်းကျင်းနာကျင်းကျင်းနာကျင်းကျင်းစကားမများနဲ့ဆိုတာကငေါတုံအာမန်ငေါတုံအာမန်ငေါတုံအာမန်ရံမဖြစ်နဲ့ဆိုတာကတုံရရန်မန်တုံရရန်မန်တုံရရန်မန်ဇယာမစကားနာထောင်ဆိုတာကနာစချရာမူငေါနာစချရာမူငေါနာစချရာမူငေါစာကြိုးစားပါဆိုတာကကီယူတာဆလစ်ကီယူတာဆလစ်ကီယူတာဆလစ်ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲတကယ်ချင်းမိတ်ဆွေများမိမိတို့သိချင်သောစကားစိုးလေးတွေကိုကွန်မန့်မှာရေးပေးနိုင်ပါတယ်အားလုံးအတွက်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်